over power ဖြစ်လာတဲ့ရည်စမ်းရှင်း revamp အားလုံးပဲမင်္ဂလာပါ AMD Game Shop နေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ revamp လုပ်ပေးထားတဲ့ရည်စမ်းရှင်းရဲ့ scale တွေကိုပြောပြမယ်အရင်ဆုံးရည်စမ်းရှင်းရဲ့ budget revamp လုပ်ထားတဲ့ရည်စမ်းရှင်းရဲ့ဘေးမှာအနီရောင်ဝိုင်းလေးပါလာမယ်အရင်တော့လိုမျိုး base tower နားမှာလှည့်စီးလို့ရတော့မှာမဟုတ်ပါဘူးတစ်ချက်ခုတ်တစ်ချက်ပြစ်နဲ့ scale 1ရဲ့ခိုးတောင်လျှော့တာတော့အရင်တိုင်းပဲ budget အနီဝိုင်းလေးရဲ့အပြင်မှာဆိုမြားနဲ့ပြစ်မယ်အတွင်းမှာရှိရင်ခုတ်မယ်ကာရတာပို့ပြီးတော့အဆင်ပြေသွားမယ်ထင်တယ်နောက်တစ်ခုကတော့ scale 1 scale 1ကလည်းမပြောင်းလဲဘူးအရင်တိုင်းပဲဗလင့်ပါတယ် damage လည်းထွက်တယ်ဒါပေမဲ့သုံးရတာပို့ပြီးတော့ smooth ဖြစ်တယ်နောက်တစ်ခုက scale 2 scale 2ကလည်းအရင်တိုင်းပဲကြာဖိထားရင်များနဲ့ပြစ်မယ်တစ်ချက်တည်းနှိမ်ခုတ်မယ်အရင်အထက်တော့ကန်ရတာပိုကောင်းလာတယ်ကြီးမမအပြောင်းလဲက ultimate သုံးတာနဲ့လိမ့်စီးမယ်အရင်တော့လိုပဲ mountain shot ကကြမယ် vision လည်းမြင်ရမယ် ultimate ကိုနောက်တစ်ချက်ထပ်တုံးလို့ရတယ်လေနဲ့တိုက်ခံရပြီးတော့မြားမိုးတွေရွာလာမယ် slow effect လည်းပါတယ်ဆိုတော့ revamp လုပ်ထားတဲ့ရည်စမ်းရှင်းက by one ရှင်ချရင်တော့ over power ဖြစ်လာနိုင်တယ်ရည်စမ်းရှင်းဆိုလို့တစ်ခစ်တစ်ခါတုန်းက Sally Boy ရဲ့ရည်စမ်းရှင်းကိုတော့တတိယမိတယ် revamp လုပ်ထားတဲ့ရည်စမ်းရှင်းကိုမကန်ရသေးဘူးဆိုလို့ရှိရင်အခုသွားကန်ကြည့်ပြီးတော့ကြိုက်လားမကြိုက်လားဆိုတာပြောခဲ့ကြပါဦးဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ် See you guys